တရေကြီးကတဲဘုတ်ကိုတွားသွားပြီးတက်လာတဲ့အချိန်မှာပဲတခင်ကိုကာကွယ်ခြင်းနဲ့စိတ်နဲ့ထွာဒမ်ကတရေကြီးကိုရဲရဲဝံ့ဝံ့ခုံအုပ်ပြီးကိုက်လိုက်ပါတယ်တချို့ဇလန်းတွေကဖန်တီးထားတာဖြစ်ပေမဲ့အခုကြားတို့နားထောင်ရမယ့်ဇလန်းကတော့ထိုင်းနိုင်ငံရဲ့တနေရာမှာတကယ်ဖြစ်ပျက်ခဲ့တာပါအမောင်ထဲမှာတယောက်တည်းရှိနေနောက်ကိုလှည့်မကြည့်လိုက်ပါနဲ့ကိစ္စရေးဆိုတွေကနေပြန်လေကြိုဆိုလိုက်ပါတယ်မြို့နေမုံတောင်တန်းထက်ကသွေးဆုပ်ဖုတ်ကောင်နဲ့တခင်ချစ်ခွေးလိုက်ပါလေမြို့နေတွေဖုံးလွှမ်းနေတဲ့ဒိုင်းရင်ထက်တော်တောင်ပေါ်ဒေသမှာတဘာဝတရားနဲ့အံဝင်ခွင်ကြတည်ရှိနေတဲ့ရွာလေးတရွာရှိပါတယ်ရွာသားပတ်ဝန်းကျင်ကတစ်တော်တွေဟာရွာသားတွေအတွက်အစားအသောက်ရှာဖွေစားတော့ရာနေရာလေးပါအချို့ကလည်းတောထွက်ပစ္စည်းတွေရှာဖွေကြအချို့ကလည်းမြို့ပေါ်တက်ရောက်မှုအတွက်ဟင်းသီးဟင်းရွက်တွေခူးကြနဲ့အတန်မွေးကြပါတယ်ဒီတောင်ပေါ်ဒေသမှာရွာသားတွေကကျွဲတွေကိုလှော်ကြောင်းထားလေးရှိပြီးကျွဲတွေကသူတို့ဘာသာအစာရှာစားတတ်ကြသလိုညနေဆောင်ရင်လည်းပိုင်ရှင်တော့လိုက်စီရမလို့ပဲအိမ်ကိုသူတို့ဘာသာပြန်ရောက်လာတတ်ပါတယ်ဒါပေမဲ့တခါတလေကြာရင်တော့ကျွဲတွေကတောနတ်ထဲမျက်စိလေလမ်းမှာပြီး3 ရက် 3 ညလောက်ပျောက်သားတတ်တာကြောင့်ပိုင်ရှင်တွေကတောထဲအထိလိုက်ခေါ်ရတာမျိုးလည်းရှိတတ်တာပါတနေ့မှာတော့အမေအိုကြီးနဲ့နှစ်ယောက်ထဲနေထိုင်တဲ့တောင်းဆိုတဲ့ကောင်လေးကသူ့ရဲ့အချစ်တော်ထွာဒမ်ပဲနီလေးဆိုတဲ့ခွေးလိမ္မာလေးနဲ့အတူပျောက်သွားတဲ့ကျွဲတွေကိုလိုက်ရှာဖို့ပြင်ဆင်နေပါတယ်သူကျွဲတွေပြန်မရောက်လာတာရက်လေးအတော်ကြာနေပါပြီဘာဖြစ်နေရလဲထွာဒမ်ကြီးတောင်ကသူ့ခွေးလေးရဲ့ခေါင်းကိုပုတ်တက်ပေးလိုက်ပါတယ်အမေဖြစ်သူကသူ့သားနောက်လိုက်သွားမယ်ပြင်တော့တောင်ကတားလိုက်ပြီးသူတယောက်တည်းသွားနိုင်ကြောင်းပြောပြပါတယ်အမေဖြစ်သူကစိတ်ပူနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအရင်တော့ကဒီနေရာမှာဖြစ်ပျက်ခဲ့ဘူးတဲ့အကြောင်းအရာတစ်ခုကိုပြန်ပြောပြပါတယ်ဟိုးအရင်ကဒီရွာမှာစုံးကွေအတက်တွေကိုလိုက်စားတယ်မော်စီယာဖိုးကြီးတယောက်ရှိခဲ့တယ်သူကမကောင်းဆိုးဝါးအတက်တွေနဲ့အစွမ်းထအောင်လုပ်ရင်လမ်းမရောက်ပြီးသူစွမ်းနေပြန်ပတ်ပြီးတည်သွားခဲ့ဖူးတာရွာသားတွေကသူ့ရဲ့အလောင်းကိုရွာနဲ့ဝေးတဲ့တောင်ပေါ်မှာတွားမြုပ်ခဲ့တယ်ဒါပေမဲ့သူခန္ဓာကိုယ်တွေကမကောင်းဆိုးဝါးပညာရက်တွေကပျောက်ကွယ်မသွားပဲဝိညာဉ်ကနေတရေဘလူးအဖြစ်ပြောင်းလဲသွားပြီးတောင်ပေါ်ကိုတက်လာတဲ့လူတွေကိုလိုက်ပြီး6 လက်တက်တယ်တာရဲ့ဘာမှမဖြစ်ပါဘူးအမေယာကျွန်တော်ခဏလေးပဲသွားပြီးပြန်လာခဲ့မယ်ထောင်ကမေစိတ်မပူအောင်ပြောပြီးအိမ်ထဲပြန်ဝင်ခိုင်းလိုက်ပါတယ်ဂျာဒီဥရုကလည်းတိမ်မကောင်းလှပါဘူးမိုးကအောင်လေကအေးလာပြီးတောင်တယောက်လွဲကိုလွဲကျွဲကြောင်တဲ့ထုပ်ကိုကင်ပြီးခွေးလိမ္မာလေးထွာဒမ်နဲ့အတူတောင်ပေါ်ကိုတက်လာခဲ့ပါတယ်ဂျာဒီဥရုကတကယ်ကိုမတရတာပါကောင်းကင်တစ်ခုလုံးမဲမောင်နေပြီးကြီးလိုက်တဲ့နေရာတိုင်းမှာမြူဘိုးတွေပဲမြင်နေရပါတယ်တောင်ပေါ်ကိုရောက်လာလေဂျာဒီဥရုကပိုအေးပြီးဆူဆွတ်လာလေပါပဲမိုးကလည်းဖွဲဖွဲကျလာပါပြီကံကောင်းတာကတောင်ကအုတ်ထုတ်ဆောင်ပြီးအဝိစားလုံးလုံးချုံချုံဝစ်လာလို့ပါတောင်ကမြေကြီးပေါ်ကခြေရာတွေလိုက်ကြည့်တဲ့အခါဒီတစ်ခါကျွဲတွေကအရင်ကထပ်ပို့ပြီးဝေဝေရောက်သွားမှန်းသိလိုက်ရပါတယ်လေးတွေတိုက်ခိုက်လာပြီးယူတွေထိုးလာတဲ့အချိန်မှာပဲတောင်တယောက်နှာခေါင်းကိုပိတ်လိုက်ရပါတယ်ဘဲကမှန်းမသိတဲ့ထူးဆန်းတဲ့အပုံနှံတစ်ခုကိုသူရလိုက်လို့ပါဘဲကအပုံနှံပါလေအချိန်ကညနေဆောင်ရောက်လာပါပြီရှေ့ဆက်သွားရင်မှောင်သွားတော့မှမို့အန်ဒီရရှိနိုင်ပါတယ်ဒါပေမဲ့ပြန်လဲမယ်ဆိုရင်လည်းကျွဲတွေကိုစိတ်မချနိုင်ဖြစ်နေပါတယ်ဒါနဲ့ပဲတောင်းကအခြားလမ်းဘက်ကို꿰ဝင်သွားလိုက်ပါတယ်မကြခင်မှာပဲလူမနေတော့တဲ့တဲအုပ်ပြက်ကြီးတစ်ခုကိုသူတွေးလိုက်ရပါတယ်ဒီတဲကဟိုးအရင်ကစောက်ထားခဲ့တာဖြစ်ပြီးဒီဘက်ကိုလူလာတာနဲသွားလို့စွန့်ပစ်ထားတဲ့တဲလေးပါဒီညဒီမှာပဲအိတ်ကြတာပေါ့ထွာတမ်းကြီးမှောင်လာတာနဲ့တောင်းကမိဘထွန်းလိုက်ပြီးလွယ်အိတ်ထဲကပါလာတဲ့အစားအစာတွေကိုထုတ်စားပါတယ်သူ့ရဲ့ခွေးလိမ္မာလေးကိုလည်းအစာလေးကျွေးလိုက်ပါတယ်တောင်တယောက်အိပ်ပျော်နေတော့ခေါ်တမ်းရဲ့ဟောင်းတန်ကြောက်လန့်နိုးလာပါတယ်ဒီကွက်ကိုဆွဲပြီးအပြင်ထွက်ကြည့်လိုက်တော့ခေါ်တမ်းကအမောင်ထုထဲကတစုံတစ်ခုကိုလှမ်းဟောင်းနေတာတွေ့လိုက်ရပါတယ်တောင်မီထိုကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရပါဘူးဘာမှလည်းမရှိပါဘူးထွာတန်းရဒါပေမဲ့ခွေးလေးကတော့ဆက်ဟောင်းနေပြီးညီးတန်တွေပါဖေးနေပါတယ်ခဏနေတော့ခွေးလေးကတောထဲကိုပြေးဝင်သွားပါတယ်ငါကျွဲတွေဖြစ်လောက်တဲ့ထွာတန်းကြီးတွားမယ်တောင်းလဲတဲဘော်ကနေကြပြကြရဆင်းပြီးခွေးနောက်ကိုလိုက်သွားပါတယ်အမောင်ထဲမှာအတန်နားဆွေးနေရင်မိလိုက်ထိုးရင်လေပင်ဆွဲခေါင်းလောင်းတန်လေးကိုကြားလိုက်ရတော့ဝမ်းသာအားရပြေးသွားလိုက်တာနောက်ဆုံးတော့သူ့ရဲ့ကျွဲအုပ်ကြီးကိုတွေးလိုက်ရပါပြီဒီမှာဘိုးတောင်ကကျွဲတွေကိုရေတက်ကြည့်လိုက်တော့တကောင်ပြောင်းနေတာကိုတတိထားမိလိုက်ပါတယ်ဘာဖြစ်တာလဲထွာတမ်ခွေးလေးကတနေရာကိုစိုက်ကြည့်ပြီးဟောင်းနေတာမို့တောင်အနာသွားပြီးမိထိုကြည့်လိုက်ပါတယ်တိပိကြီးတပင်ရဲ့အနောက်မှာကျွဲသေးတကောင်ရဲ့အလောင်းကိုတွေးလိုက်ရသလိုအဲ့ဒီလောင်းဘက်ကိုကြော်ပေးပြီးထိုင်နေတဲ့လူပုံစံမဲမဲတတော်ကြီးကိုပါမြင်လိုက်ရပါတယ်။အရေကောင်ကြီးကကျွဲသေးကောင်ကိုကိုက်ဖြတ်စားတောင်းနေပုံပါပဲ။ခွေးဟောင်းတန်ကခေါ်လိုက်သလိုဖြစ်သွားပြီး
အိုက်တက်တော်ကြီးကရက်တန်သွားပါတယ်ပြီးတော့ဖြည်းဖြည်းချင်းမတ်တထားရလိုက်တဲ့အခါလူနဲ့မတူပဲအလွန်ရှည်လျားတဲ့ခြေလက်တွေကိုတွေးလိုက်ရပါတယ်အရက်ကလည်းမိုးထီတော်မယ်အတိုင်းပါပဲအဲဒီကောင်ကြီးကဖြည်းဖြည်းချင်းလှဲလာပါတယ်ပါဇက်ကြီးကနရွက်တက်ချိန်မတက်ပြဲနေပြီးမဲနှံ့နေတဲ့သွားတွေလှောက်ရှားနေတဲ့ရှာကြီးနဲ့ကြောက်စရာအလွန်ကောင်းလာပါတယ်ရလုံးဖြူသားကြီးတွေနဲ့တော့သူ့ခွေးလေးကိုစိုက်ကြည့်နေပါသေးတယ်ကျွဲအုပ်ကြီးလည်းလန့်ပြီးအောင်မြေပါထွက်ပြေးဖို့လုပ်နေကြပါပြီဖားရမြေပြေးတောင်လဲကျွဲတွေကိုအမြန်ဆုံးမောင်းထုတ်ရင်နောက်ကိုလှည့်ကြည့်လိုက်တော့အဲ့ဒီတရေကြီးကသူတို့နောက်ကိုထက်ချက်မကွာလိုက်လာနေတာတွေ့ရပါတယ်တဲအုပ်ကြီးစီကိုပြန်ရောက်တော့တောင်ကခေါင်းဆောင်ကျွဲကိုတိုင်မှအမြန်ချီလိုက်ပါတယ်ဒါမှကြံတဲ့ကောင်တွေမပြေးပါလေပြီးတော့နဲ့ခွေးလေးကိုပွေပြီးတဲပေါ်အမြန်တက်ကကြောလန်နဲ့ပေါင်းနေလိုက်ပါတယ်ခေါ်ရမ်မင်းအပြင်မထွက်နဲ့နော်တရေကြီးကတဲပေါ်ကိုသွားပြီးတက်လာတဲ့အချိန်မှာပဲတခင်ကိုကာကွယ်ခြင်းနဲ့စိတ်နဲ့ဖာရမ်ကတရေကြီးကိုရဲဝံခုံအုပ်ပြီးကိုက်လိုက်ပါတယ်နှကောင်လုံးတဲအောက်ကိုလှိမ့်ကျသွားပါတယ်တောင်အမြန်ဆုံးပြေးကြည့်ပေမဲ့အောက်မှာထွာရမ်ရောတဲကောင်ကြီးကိုပါမတွေ့ရတော့ပါဘူးတောအုပ်ထဲကနေခွေးဟောင်းတန်တွေကြားနေရပြီးနောက်ဆုံးမှာတော့ခွေးလေးရဲ့နာကျင်စောအော်ဟစ်လိုက်တန်တက်လေးကြားရကအရာအလုံးတိတ်ဆိတ်သွားပါတယ်တောင်ကပြန်ဒိုးထောက်ပြီးကြောက်လုံးလို့တုံနေပါတယ်ဘိုးအောင်ဘိုးမင်းခေါင်တို့ကိုတိုင်တယ်ပြီးဘေးကင်းပါစေသူ့ခွေးလေးဘာမှမဖြစ်ပါစေနဲ့လို့ဆူတောင်းယုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးမနက်မိုးလေးလို့ကောင်းကင်ကြီးပြားလှဲလာတာနဲ့တောင်လန်နိုးလာပါတယ်ကျဲော်တန်ကြားလို့စင်းကြည့်တော့အကုန်လုံးဟာပုံမှန်ပါပဲဒါပေမဲ့တောအုပ်ထဲကိုမျှော်ကြည့်ပေမဲ့ထော်တမ်းရဲ့အရေးအယောင်ကိုမတွေ့ရတော့ပါဘူးဝါနဲ့ပက်လက်နဲ့ပဲတောင်တယောက်ကျွဲတွေကိုမောင်းပြီးတောင်အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်လန်တိုဝဲရောက်တော့ထော်တမ်းတောင်ကဝမ်းသာအားရအော်လိုက်ပါတယ်ချုံပုတ်ထဲကနေထော်တမ်းလေးထွက်လာတာကိုတေပြီးလို့ထင်ထားတဲ့ခွေးလေးပြန်ရောက်လာတာပါကြည့်လိုက်တော့ခန္ဓာကိုယ်မှာဒဏ်ရာအနှဲငယ်နဲ့ခြေထောက်မှာဒဏ်ရာကြီးတစ်ခုရထားတာကိုတွေ့လိုက်ရပါတယ်မင်းဘာမှမဖြစ်တော့ဘူးနော်မင်းတော်လိုက်တာကွာတောင်ကထွာရမ်ကိုပခုံးပေါ်ထမ်းတင်လိုက်ပြီးကျွဲတွေကိုမောင်းကရွာကိုပြန်ဆင်းလာခဲ့ပါတယ်ခွေးလေးဘလို့လွတ်လာလဲဒီတရေကြီးဖေရောက်သွားလဲဆိုတော့တော့သူလည်းမသိပါဘူးနောက်တော့တောင်တယောက်သူ့ကျွဲတွေကိုဒီလောက်ဝေးတဲ့နေရာထိဘယ်တော့မှလွတ်မကြောင်တော့ဘူးဆုံးဖြတ်လိုက်ပါတယ်တောင်နဲ့ထွာရမ်တို့အတက်ဘေးကနေလွတ်မြောက်လာခဲ့ပေမဲ့ပြူနှင်းတွေထူထပ်နေတဲ့တောနက်ကြီးထဲမှာတော့အမြင်မကြည့်တဲ့အရာတစ်ခုကနောက်ထပ်လာမဲ့သားကောင်ကိုစောင့်မျှော်ရင်းကြံရစ်နေခဲ့ပါလိမ့်မယ်တောတောင်ထဲမှာဒီထက်ကြောက်စရာကောင်းတဲ့အရာတွေရှိနေနိုင်ပါသေးတယ်ဒါကတော့ပရိသတ်တယောက်ရဲ့ဖြစ်အမှန်လေးကိုပြန်လည်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဒီနေ့တဲ့ဇလန်လေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေရဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZN Story Animation Channel ကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်